မိသားစုရှင်နေရမကောင်းဘူး။ကောင်းမှတိုင်းရများတယ်။သူကလည်းသူတို့အိမ်တော်နဲ့သူတို့ဆိုတော့အဖေမေကိုရှာဖို့အတွက်ကကျွန်တော်သားငယ်ဆုံးဆိုတော့ဖိနေမင်းနဲ့အသက်ကြီးပြီးတော့တစ်ခါပြလို့ရေးဖို့ကကျွန်တော်ပဲရှိတော့တယ်အဲ့ကျွန်တော်လက်တက်လာပါအများကြီးပြုတ်ကြပါတကယ်ချင်းများတော့ပြေးတော့ဆိုပြီးတော့အကုန်ရှုပ်ပြေးရအောင်အကြောင်းကိုလွတ်လာကျွန်တော်ဒီနားမှာဘာမှမဖြစ်ဘူးဆိုပြီးတော့ခဏလောက်ရက်ကြည့်နေတယ်ပြီးလဲပြီးတော့ရုံးဆိုကြိုကြလာကျွန်တော်တို့21ထပ်မှာသွားလောက်ခိုင်းတာဝင်တော့ကျွန်တော်တို့အထက်လူကြီးရပါတော့အဲ့နဲ့ကံကောင်းကျင်တော့ခုနအညီတို့လည်းအခုတော့မလောက်တော့နဲ့တဲ့အောက်ဆုံးတက်မှာလောက်တဲ့အောက်ဆုံးတက်မှာလောက်တော့ကျွန်တော်တို့3ယောက်တော့လောက်တာပေါ့တော့လောက်တော့အမေသားနေချိန်မနေ့ကမှတော့ဘာမှမဖြစ်ဘူးကျွန်တော်တို့ကံမကောင်းကျင်တော့ကျွန်တော်ပေါ်တော့တန်လုံးပြုတ်ကြအပေါ်ကနေရောအဲ့ဒီကနမိတ်ကမကောင်းကျွန်တော်လည်းနေမကောင်းအဲ့ဒီကနေရမကောင်းအဲ့မှာ3တက်မှာတော့ကျွန်တော်တငယ်ချင်းလောက်တာမီးလောင်ဖြစ်သေးရဲ့မီးလောင်ဖြစ်တော့ရေတွေပါဖြန်းအဲ့မှာနမိတ်ကစပြတာပေါ့ဗျာနေ့လယ်ပိုင်းရောက်တော့ကျွန်တော်တငယ်ချင်းအကောင်လည်းဒီမှာတန်ရဲဖော်ပြီးအောင်ဆိုရင်အောက်ထပ်မှာတန်ရဲဖော်နေသူလည်းဖော်ပြီးခဏကြာရောငလင်လှုပ်လှုပ်အပေါ်ကနေရောအများကြီးပြုတ်ကြပါတငယ်ချင်းများတော့ပြေးတော့ဆိုရောအကုန်ရှုပ်ပြေးရအောင်အကြောင်းကိုလွတ်လာကျွန်တော်ဒီနားမှာဘာမှမဖြစ်ဘူးဆိုရောခဏလောက်ရက်ကြည့်နေတယ်ပြီးလဲပြီးတော့ရုံးဆိုကြိုကြလာအကြောင်းကိုကျွန်တော်ဒီဘက်လဲရောက်အောင်ဒီလုံးအုံမုံနေနဲ့ဖုံမုံနေကြီးအသက်ရှူတော့မဝပါဘူးဗျာအမအုံမုံနေနဲ့ဖုံမုံနေသေပြီးကိုတော့သေပြီးဆိုရင်တရားမနေရအဲမှာတငယ်ချင်းတွေမိသားစုတွေရောအဲ့လိုပါသွားတာမျိုးရှိတာဟုတ်နောက်တငယ်ချင်း3ယောက်တော့ပါသွားတယ်ဒါပေမဲ့အမျိုးတွေတော့မပေါဘူးဗျာမောင်နှမတယောက်ပါလေမောင်နှမလက်မယားအမလက်မယားပါတယ်သူတို့တော့ဘာမှမဖြစ်ပါဘူးဗျာငယ်ချင်းတော့ရှာမတွေ့သေးဘူးဟုတ်သူတို့က28ရက်မှလောက်လာဆိုမတွေ့သေးဘူးတော့ဒီရတော့အကုန်လုံးပါပဲဒီအလုံးထိုက်တယ်မှာအကုန်လူလောက်ကြတော့သူတို့ဆိုအဲ့လိုမျိုးသူတို့ဟာဖြစ်ပါလာကြည့်အောင်မနေ့ရတယ်လာဒီထဲမှာတော်ခံစားရတာပေါ့ကျွန်တော်တို့ထိုင်းရောက်ရွှေမြန်မာရေဟုတ်သက်သက်390 390လောက်ရပြီဒီနေ့လောက်ရခါပါနော်အသက်နဲ့ရင်းပြီးလောက်ရတာကျွန်တော်ရင်းနှီးခွင့်ကောင်းပါတယ်အခုလိုအဖြစ်ပြက်မျိုးတစ်ခါမှလက်တွေ့ကြမကြုံဘူးလေဗီဒီယိုစကားထဲမှာလည်းတစ်ခါလေးမြင်ဘူးကအခုမှလက်တွေ့ကြမြင်ပြီးတော့ဒီနေ့တော်ဟိုဖြစ်မိပါတယ်ကျွန်တော်ရောက်တာ10လတော့ရှိပြီ10လအခန်းထဲမှာပဲနေရတာအခုမှဒီအလုံးဆိုင်ကိုပြောင်းလာအခုဖဖြစ်ထားပါပဲဆရာ။ကောင်းမကောင်းချင်းတွေပေါ့။နောက်တဲ့လုံးတွေလုံးဝင်တော့အမြင့်နေပါရဲ့တော့သိရောမလုံးရဲတော့ဒီအသက်ကရောဘယ်လောက်ရှိပြီလဲ။ဟုတ်ကျွန်တော်သက်20ပဲရှိပါတယ်။ထိုင်းကိုဘယ်လိုကြောင်းရောက်လာပြီးတော့အလုပ်လာလုပ်ဖြစ်လဲ။မိသားစုရှင်နေရမကောင်းဘူး။ကောင်းမှတိုင်းရများတယ်။သူကလည်းသူတို့အိမ်တော်နဲ့သူတို့ဆိုတော့အဖေမေကိုရှာဖို့အတွက်ကကျွန်တော်သားငယ်ဆုံးဆိုတော့ဖိနေမင်းနဲ့အသက်ကြီးပြီးတော့တစ်ခါပြလို့ရေးဖို့ကကျွန်တော်ပဲရှိတော့တယ်အဲ့ကျွန်တော်လက်တက်လာပါဒီဟာဖြစ်တာရောဒီသားစုတွေကတိကျဟုတ်သိရကျွန်တော်အမရကျွန်တော်ကဒီထိုင်တဲ့ဘုံမကြံခဲ့ဘူးလေမကြံခဲ့တော့ချက်ချင်းပုံသက်ပြီးပြောပါဒါတို့သမီးတို့ကမဖြစ်ဘူးလို့အဖေတို့ဖိတ်ချနေပေါ့နော်အဖေတို့စိတ်မပူနဲ့ပေါ့လူကျွမ်းမှာတော့ငလင်းနေပါလှုပ်တယ်အဖေတို့လည်းလမ်းမှာရတာပေါ့
ကေလိုကိစားသားတို့ဘာမှမပြေနဲ့မပူနဲ့ပေါ့ဒါပါ နောက်တဲ့ရှေ့ဆက်လျှောက်ဖို့ရောဗာလေပြေးထားလဲဗျဆက်လို့ ဒီလိုရောက်သွားတော့လိုပဲထိုင်းမှာပဲရှင်းနေပြီးကြိုးစားမှာပေါ့ဗျာမြန်မာပြည်ရဲ့မပြည့်စုံတဲ့ဘဝတွေတော့မပြည့်စုံဘူး ဒီကနေရောမြန်မာပြည်မိသားစုတွေကိုဗာပြောချင်တာရှိတယ်။ဘာမှမဟုတ် ဖေလိုမေလိုမှရင်တာတော့ဒါဒီမှာအကောင်းဆုံးကြိုးစားမျိုးနော်ပြစ်လာသမျှအခက်အခဲတန်းကိုလည်းရင်ဆိုင်ကြော်သွားမယ်ပေါ့ဒီကဖေလိုမေလိုအစင်းလေးချမ်းချမ်းပါပါလည်းရှိနေတယ်ဒါတော့ဟာဒီကလောဘကန်ရအစင်းပြေပေါ့